ကဲယူမယ်ဆိုတဲ့အကိုတယောက်ကဆယ်ရမလွဲလာလို့ကျွန်တော်တို့ရောင်းချတော့ပါမယ်ဒီဘိန်းလေးကိုနော်ဒီကောင်ကတော့ Honda CRF 125F လေးပါနော်ညီကိုနော် model 2025 date ဖြစ်မယ်နော်ညီကိုနော်တစ်ချက် model date ကိုလွယ်လွယ်ကူကူကြည့်ရနေတခါတည်းပြပေးလိုက်မယ်နော်ဒီမှာနော် model date ကဒီအကွေ date မှာပါနော်2025 6လပတ်လည်ထွက်ပါမယ်နော်ညီကိုနော်ပြီးတော့ brand new parking သွင်းထားတဲ့ဘိန်းလေးဖြစ်လို့ရုံးကြီးစိတ်ဆက်ချနဲ့ကိုယ်တိုင်စီးလို့ရတယ်ပြီးတော့ကွင်းထဲမှာပဲစီးမလားကျွန်တော်တို့ကွင်းပြင်မှာပဲစီးမလားနော်ပြီးတော့ရှင်ဘီကွက်တွေပါတယ်အကုန်တက်လို့ရရတယ်နော်ညီကိုနော်ဒီကောက်ကိုရောင်းချပေးမဲ့ဈေးနှုန်းလေးက180နဲ့မှ9သိန်းပါနော်ကျွန်တော်တို့ချက်ပေါက်ထဲကနေဒီဘိန်းလေးထွက်သွားပြီလားယူမယ်ဆိုတော့ညီလေးတွေအများကြီးပြန်လာခဲ့တော့နော်လက်ဥမရမယ်ဒီဆိုင်ရဲ့တတိမြန်မာနိုင်ငံကိုရောက်ဖို့2လခွဲလောက်ကြာတယ်နော်ပြီးတော့ကျွန်တော်တို့ဂျပန်လေးလည်းမှာဆွဲတယ်ဆိုရင်လည်း300ကျော်အနည်းဆုံးပေးပြီးဆွဲရတယ်ပြီးတော့အဲ့ဒါမဲဆောက်ပဲရှိတယ်မဲဆောက်ကန်းကူကရှိမယ်ကျွန်တော်တို့မြောက်ဥရီကနေမန္တလေးကိုပို့တဲ့ကားတွေရှိမယ်နော်ဒီဆိုင်ရဲ့တတိဘယ်လောက်မှအမြတ်တင်မထားပါဘူးနော်ညီကိုတော့တစ်ချက်လိုချင်တဲ့ညီကိုတွေ CB ချက်ပေါက်ကနေလာရောက်ဆက်သွယ်လိုက်တော့နော်model 2025 CRF 125F brand new လေးပဲဖြစ်တယ်နော်ဆက်လေးလုပ်ပြရတယ်တော့ share လေးပြီးတော့ left side ပါနော်ပြီးတော့ small size မဟုတ် small size ဆိုအရန်သေးသွားတော့ left side ဆိုကျွန်တော်လည်းကွက်တီတယ်တော့ share ပဲနော်တော့ impact နဲ့ပြရတာ Honda ဆိုတော့လုံးဝတရားဝင်မဟုတ်တဲ့အတွက်ဆိုင်ငယ်ကတော့10စုနှစ်ကြာကိုကောင်းပါနော်ပြက်ချင်အောင်ပြက်မဲ့ဘိမဟုတ်ဘူးပြီးတော့ power ရောလေးပါတက်ပြီးတော့ဖြုတ်ပလိုက်တော့ကဲကြည့်ရှုအားပေးတဲ့ညီကိုအားလုံးကျေးဇူးအများကြီးတင်တယ်ပြီးတော့ကျွန်တော်ဒီမှာ H2 တွေရောင်းဖို့2စီးရှိမယ်နော်နောက်ထပ်ပြရမယ်လားဒါကတော့ R1M 2025 brand new ပါ brand new ပါပြီးကီလို1000ကျော်ပါတယ်နော်ကျွန်တော်တက်နေမပြီးသေးလို့ဒီမှာ H2 တွေရှိမယ်နော်ဒါတစ်ချက်လာခဲ့လားအကြီးဒါရောင်းပြီးသားပါမရောင်းပါဘူးနော် M Tower 2025ရှိမယ် S Tower 2025ဟိုမှာ S Tower 2025နောက်မှလည်းဘိန်းနေရှိရဟိုဘက်မှာလည်းဘိန်းနေရှိရကြည့်ရှုအားပေးတဲ့တူတူတယောက်ချီစရာကျေးဇူးအများကြီးတင်တယ်ဆက်သွယ်လိုက်တော့ thank you ပါ